ကိုကိုမဟုတ်မတရားဆွဲလာပြီဆိုကြပါစို့ဟုတ်လားအဲ့လိုဆိုရင်ကိုကဘာဖြစ်တော့ဆိုပြန်လဲဖြည့်ရှင်းဖို့လိုလာတယ်ပြန်လဲဖြည့်ရှင်းဖို့လိုလာတဲ့အခါမျိုးမှာကိုကဒေါသမဖြစ်သေးနဲ့အေးအေးဆေးဆေးပြန်လဲဖြည့်ရှင်းတတ်ဖို့လိုတယ်ဒါကြီးကိုကမုံမှန်းသိရတဲ့နဲ့ပြန်လဲဖြည့်ရှင်းဖို့လိုအပ်ပါလေနဲ့ခေါင်းငုံပြီးတော့ခံနေမယ်ဆိုရင်သူတို့ကကိုယ့်ကိုသူတို့ထင်တဲ့အတိုင်းကြီးအဟုတ်ပဲလို့မှတ်သွားနိုင်ရင်ဒါကအကျိုးနည်းနိုင်တယ်ပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့ဘဝမှာတိခဏ်ခြင်းတရားတွေလိုအပ်တယ်ပြီးရင်အခုပြောနေတဲ့ဒေါသမပါဘဲနဲ့အေးအေးဆေးဆေးပြန်လဲဖြည့်ရှင်းတဲ့ဖြည့်ရှင်းချက်တွေလည်းလိုအပ်တယ်ဦးဇင်းတို့ဒါလေးကိုတက်တည်တစ်ခုပြောပြမယ်မြတ်စွာဘုရားအခါတစ်ပါးမှာယဟန်တော်တွေခြံရံပြီးတော့ဒေသစာတွေပြီးကြွားချီတယ်အဲ့လိုမြတ်စွာဘုရားရာဇဂုံမျိုးဘက်ကိုဒေသစာတွေကြွားချီတဲ့အခါကျတော့မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတို့နဲ့မလှမ်းမကမ်းကနေပြီးတော့ပရပိုက်အုပ်စုကြီးတွေလည်းလိုက်လာတယ်သာသနာပြင်ပအယူဝါဒရှိတဲ့ဘာသာရေးအခိုင်ကဏ္ဍတစ်ခုလို့ဆိုကြပါစို့နော်အဲ့လိုလိုက်လာတဲ့အခါကျတော့အဲ့ဒီပရပိုက်အုပ်စုကြီးကိုခေါင်းဆောင်တဲ့ပရပိုက်ကသုတ်ပိယပရပိုက်တဲ့သူ့မှာတပည့်တစ်ယောက်ရှိတယ်အဲ့ဒီတပည့်လည်းပါတယ်အဲ့ဒီတပည့်ကပြမတတ်တယ်အဲ့ဒါဆရာတပည့်နှစ်ယောက်မြတ်စွာဘုရားမူရှိတဲ့တန်ဃာတော်တွေရဲ့နောက်ကနေသူတို့လိုက်လာကြတာလိုက်လာရင်လည်းတခြားလုံးသုတ်ပိယပရပိုက်ဆရာကြီးကဘုရားတရားတန်ခါယရဏမြတ်သုံးပါးရဲ့မကောင်းတာကြီးလှုပ်ကြံပြီးတော့ပြောလိုက်လာတယ်တဲ့။မမြင်မကြည့်ဘူးပေါ့သူကနော်။အဲ့ဒါကိုတပည့်ဖြစ်တဲ့လူကအကုန်လုံးဆန်းကျင်ကန့်ကွက်ပြီးတော့ဆရာကြီးပြောသမျှမဟုတ်ဘူးဆိုတော့ယရဏမြတ်သုံးပါးရဲ့ဂုဏ်ကြီးစုကိုကြီးပြောဆိုပြီးတော့သူကလိုက်လာတယ်တဲ့ဆရာတပည့်ညောင်းညင်းလာကြတာ။ဟုတ်လား။အဲ့ဒါလို့ဆရာကတမျိုးပြောတယ်တပည့်ကတမျိုးပြောတယ်ဆိုတာကိုနှောင့်နှားကြတဲ့ယဟန်တွေကကြားတာပေါ့။ကြားတဲ့အခါကျတော့အံ့ဩတာကြည်စံဆရာတပည့်နှစ်ယောက်ဖြစ်နေတာအဲ့ဒါနဲ့တဏှာရောက်ပြီဆိုတော့နားကြတဲ့အခါကျတော့မြတ်စွာဘုရားကိုအဲ့ဒီယဟန်တော်တွေကအဲ့ဒီဆရာတပည့်နှစ်ယောက်ရဲ့ဖြစ်ပုံကိုအကြောင်းဆုံးလျှောက်ထားအဲ့လိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားဗာမင်းရှိတော့ယဟန်တော်တဲ့ကိုယ့်အပေါ်မှာကောင်းတယ်လို့ကိုနဲ့ကိုယ်အတိုင်းဝဲရဲ့အပေါ်မှာကောင်းတယ်လို့ပြောတဲ့အခါမှာနော်ဒါကိုမရှင်းဘူးရဘူးတဲ့သူတို့ပြောတာတွေကမဟုတ်ဘူးကိုကမကောင်းမဲနဲ့သူတို့ကောင်းတယ်ရှင်းနေတယ်ဆိုရင်ကိုဖြည့်ရှင်းရမယ်။နောက်သူတို့ကကောင်းလို့ကောင်းတယ်လို့ပြောလို့ရှိရင်လည်းပဲဒါသာပဲနေလိုက်ပေါ့။ဒါပေမဲ့မရှင်းမှုရဘူးပေါ့။နောက်ရှင်းမှုမယ်ဆိုရင်တော့ရင်မှုချင်းအဖြစ်သူတို့ပြောတဲ့စကားအကောင်းအဆိုးအကြောင်းအကျိုးကိုကိုမသိနိုင်ဘူး။တစ်ချက်။နောက်သူတို့ကမဟုတ်ဘဲနဲ့ကိုနဲ့ကိုပတ်ဝန်းကျင်ကိုအတိုင်းဝန်းရဲ့အကြောင်းကိုမကောင်းမတရားပြောကြပြီးဆိုလာတဲ့အခါမျိုးမှာလည်းပဲဒေါသမဖြစ်ရဘူးတဲ့။ဒေါသမဖြစ်ရဘူးဆိုတဲ့နေရာတွေမြတ်စွာဘုရားရဲ့အဆုံးအမကရက်မသွားသူတို့ပြောတာကြီးကမဟုတ်ဘူးဆိုလို့ရှိရင်မဟုတ်တဲ့အကြောင်းကိုပြန်ပြီးတော့ရှင်းရမယ်တဲ့ဟုတ်ရလားနော်သူတို့ပြောတဲ့အကြောင်းအရာတွေကမဟုတ်ဘဲနဲ့မှားယွင်းပြီးတော့ပြောနေတာဆိုရင်ဘာလို့မလို့ရှင်းရမယ်တဲ့မရှင်းမဲနဲ့ကိုကဒီကကြီးရင်ကုန်နှုတ်ပိတ်စိတ်နေမယ်ဆိုလို့ရှိရင်သူတို့ပြောတာကြီးကဟုတ်တယ်လို့ကြီးဖြစ်နေမှာပေါ့ဒါပေမဲ့အဲ့ဒီနေရာမှာသတိထားမှာကရှင်းတဲ့နေရာမှာဘယ်လိုရှင်းရမလဲဆိုတော့အမျက်ဒေါသမထွက်ဖဲနဲ့အေးအေးဆေးဆေးရှင်းရမယ်တဲ့အဲ့ဒါကအကောဓာလို့ခေါ်တာပဲเนาะအမျက်ဒေါသမရှိဒါလိုအပ်လို့ပဲပြောပြလိုက်တာပြောပြပြီးတဲ့နောက်သူတို့လက်မခံဘူးဆိုရင်လည်းမတတ်နိုင်တော့ဘူးမပြောတော့အဲ့ဒီကြရင်တော့ဘာလို့ဖို့လို့တော့တီးခံဖို့လိုတယ်သဘောပေါက်ရလားဗျအေးဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့မြတ်စွာဘုရားကတော့ကိုယ့်ရဲ့အကြောင်းကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ရဲ့အကြောင်းမကောင်းတာတွေပဲပြောကောင်းတာတွေပဲပြောကောင်းတာပြောရင်လည်းပဲမရင်ဘူးရဘူးမကောင်းတာပြောရင်လည်းစိတ်မတော်အောင်မဟုတ်တာပြောမယ်ဆိုရင်တော့အမျက်ဒေါသမထွက်ဖဲနဲ့အေးအေးဆေးဆေးပြန်လည်းပြီးတော့ရှင်းပြရမယ်လို့ဒီလိုမြတ်စွာဘုရားကဘဝမှာနေထိုင်ပုံနေထိုင်နည်းကိုသင်ကြားပေးတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တိခဏ်ခြင်းဆိုတာဘာလဲလို့မေးရင်ဒါအခုပြောခဲ့တဲ့အကြောင်းအရာတွေပဲဟုတ်ရလားအေးကောင်းတာတွေတွေ့လည်းပဲဇာကနဲ့မတုံ့ပြန်မိဖို့ဆိုးတာတွေတွေ့လည်းပဲဒေါသနဲ့မတုံ့ပြန်မိဖို့မြေကြီးလို့ဥပမာပေးပြီးတော့ပါရမီ7ပါးရှုတော့ကနေကြည့်ပြီးတော့ပြောတာလည်းတစ်မျိုးရှိတယ်ဟုတ်လားဘဝမှာတွေ့ကြုံလာရတဲ့နော်အခြေအနေဆိုအမျိုးမျိုးရဲ့ပုံမှာအမျက်ဒေါသမဖြစ်ဘဲနဲ့ခန္ဓာရည်ရှိအောင်ကြိုးစားအထောက်ပြီးတော့သိခန္ဓာလည်းရှိတယ်ပေါ့ဟုတ်ရလားအဲ့တော့အဲ့ဒီသိခန္ဓာတရားကိုဘဝမှာအလွန်မုံမြတ်တဲ့တရားတစ်ခုအနေနဲ့နားလေသဘောပေါက်အောင်စဉ်းစားပြီးတော့ဒါကပို့ပြီးတော့အရေးကြီးတယ်လို့ထင်